လူဆိုတာပတ်စံရှိဖို့ထက်ပညာတတ်ဖြစ်ဖို့ထက်ရုပ်ရည်ချောမောလှပဖို့ထက်ပိုပြီးလိုအပ်တဲ့အရာကတော့စိတ်နေစိတ်ထားနှလုံးသားလှပဖို့ပါပဲပတ်စံရှိပြီးပညာတတ်ဖြစ်ပြီးရုပ်ရည်ချောမောလှပသူဖြစ်ပြီးစိတ်နေစိတ်ထားနှလုံးသားမလှပနိုင်ခဲ့ရင်ထိုလူမျိုးတွေဟာအတသမားဘသူသေးသေးငတေမာရင်ပြီးရောဆိုတဲ့တပိုးတဲသမားတွေဖြစ်လာတတ်ပါတယ်ကဘာအရရကနာမည်ကောင်းတဲ့ကြော်စောထင်ရှားတဲ့ခေါင်းဆောင်ကြီးများတဲ့နိုင်ငံတစ်ဝန်းကခေါင်းဆောင်ကြီးများကိုလေ့လာကြည့်ပါအထသမားတပုတ်ဒီသမားတွေမဟုတ်ခဲ့ကြပဲစိတ်ထားနှလုံးသားလှပကြသူများဖြစ်နေကြတာကိုမြင်တွေ့ရပါလိမ့်မယ်။ဒါကြောင့်သာထိုခေါင်းဆောင်ပုဂ္ဂိုလ်ကျော်ကြီးများရဲ့သမိုင်းဟာယနေ့ဒီထက်တိုင်ပြောလို့မကုန်ရေးလို့မပြီးဖတ်လို့မဝနိုင်လောက်အောင်ရှင်သန်နေကြတာပဲဖြစ်ပါတယ်။လူတယောက်ကစိတ်ထားနှလုံးသားလှပလာရင်ရယူဖို့ထက်ပေးဆက်ဖို့ကိုပဲစဉ်းစားပါတော့တယ်။ပတ်စံလည်းရှိမယ်ပညာလည်းတတ်မယ်ရုပ်ရည်လည်းရှိမယ်စိတ်နေစိတ်ထားနှလုံးသားပါလှပနိုင်မယ်ဆိုရင်တော့ခေတ်သစ်သမိုင်းကိုမော်ကွမ်းရေးထိုးနိုင်မဲ့ခေါင်းဆောင်တူဖြစ်လာပါလိမ့်မယ်။